မျိုးသားအားနားကောင်းမလေးတောင်းပန်ပါတယ်ဦးလေးရဲ့သမီးတမင်လောက်တာမဟုတ်ပါဘူးသမီးကတစ်ပင်ပေါ်ကတရုတ်စီးသီးကိုပလင်းနဲ့ပစ်ပြီးဦးစားမလို့ပါအဲ့ဒါမတော်တဆဦးလေးကိုထိသွားတာပါတောင်းပန်ပါတယ်ရှင့်အမျိုးသားဦးလေးဘာမှမဖြစ်ပါဘူးနောက်ဆိုရင်တော့ဘေးရနေရကိုပိုတတိထားတော့အမျိုးသားဒါကတကယ်လို့တို့နှစ်ယောက်မှနောက်ကြရင်ကလေးရလာခဲ့ရင်ရှင်သူ့ကိုဘလို့နာမည်ပေးမှလဲဟင်အမျိုးသားအတိတ်အင်းကျေတာယာတွေလင်းလက်ပြီးအနာဂတ်ကိုလမ်းပြပေးတယ်တာယာဝတ်ပြောတဲ့ခေတ်ကြီးကလာမင်းကိုထင်ဟပ်စေတယ်ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်လင်းရှင်းရွက်လို့နာမည်ပေးရအောင်ကလေးရဲ့အနာဂတ်ကလင်းလက်တောက်ပါစေလို့မျှော်လင့်တာပေါ့မင်းရောဘလို့ထင်လဲအမျိုးသမီးအတိတ်ရှင်းရွက်လင်းရှင်းရွက်နာမည်လေးကအရန်နာထောင်နာမည်လေးကအရန်နာထောင်လို့ကောင်းတာပဲရှင်းသဘောအတိုင်းပဲပေးရအောင်ကောင်းပြီနောက်ဆိုတိုးကလေးနာမည်ကလင်းရှင်းရွက်ပဲဟုတ်ကဲ့လင်းရှင်းရွက်ပေါ့ဒါနဲ့ငါမှရှိတဲ့ဒီကြောက်စိမ့်ဆွဲပြားတစ်စုံကငါဖွားငါ့ကိုပေးခဲ့တာဘေးကင်းချမ်းသာပြီးအရာရာအဆင်ပြေစေတယ်လို့ပြောတာပဲတော့မင်းတဝက်ငါတဝက်အရန်လာတာပဲငါတေချာလေးဆွဲထားပါမယ်နောက်ကြရင်တို့ရဲ့ရှင်းရွက်လေးကိုပေးဆွဲရအောင်လင်းချွမ်းရှင်ပေးခဲ့တဲ့နာမည်ကိုငါတစ်သက်လုံးမှတ်မိနေမှာပါဦးလေးဘာဖြစ်လို့လဲဟင်သမီးရဲ့ဒီကြောက်စိမ့်ဆွဲပြားကဘယ်ကရတာလဲအားဦးလေးကဒါကိုပြောတာလားဒါကသမီးအမေသမီးကိုအမေပေးတာဟုတ်လားသမီးယခုနှစ်အသက်ဘယ်လောက်ရှိပြီလဲနာမည်ကကောဘလို့ခေါ်လဲဦးလေးကဒါတွေကိုဘာဖြစ်လို့မေးတာလဲသမီးကဦးလေးကိုလည်းမသိပဲနဲ့ဘာလို့ပြောရမှာလဲအားနာပါတယ်သမီးရဲ့ဦးလေးမေးတာနည်းနည်းများသွားတယ်သမီးကိုကြည့်ရတာအသက်သိမ့်မကြည့်သေးဘူးလူလားမြောက်ခါစားပဲရှိအောင်သမီးအမေကကိုရှိကလုပ်ငန်းခွင်မှာအလုပ်လုပ်တာအရန်ပင်ပန်းရှာပါတယ်။နေ့တိုင်းမူးမလင်းခင်ကလေးကညမိုးချုပ်တဲ့အထိအလုပ်လုပ်ပြီးသမီးကိုကြောင်းထားပေးတာ။သမီးကခိုးထွက်ပြီးပလင်းခွန်လေးတွေလိုက်ကောက်ပြီးအိမ်စရိတ်လေးနည်းနည်းကူချင်လို့ပါအမေရဲ့ဝင်ထုတ်ဝင်ပိုးကိုလျှော့ချပေးချင်လို့ဒါဆိုသမီးအဖေကသမီးမွေးကလေးကအဖေကိုတခါမှမမြင်ဘူးပါဘူး။老板，ဥက္ကဋ္ဌဘာမှမဖြစ်ဘူးမလားရှင့်အမေသမီးလာကူမယ်ညီးကလုပ်ငန်းခွင်ကိုဘာလာလုပ်တာလဲအိမ်မြန်ပြန်တော့လုပ်ငန်းခွင်ကညစ်ပတ်ပြီးပင်မရတဲ့ဥစ္စာအိမ်ပြန်တော့စကားနားထောင်ဟုတ်ပြီလားအားမေမှတ်မိမားနေပြီသမီးကဒီနှစ်မှ18နှစ်ရှိသေးတာနောက်ထပ်ရဲ့နည်းနည်းဆိုရင်မှ18နှစ်ပြည့်မှာဟုတ်သားပဲအမေကဒီနှစ်တွေတဲ့လုပ်ငန်းခွင်မှာပဲအချိန်ပြည့်လဲပတ်နေရတော့အလုပ်ရှုပ်ပြီးခေါင်းတွေမူးနောက်လို့အသက်ကိုယ်တော်မှားမှတ်မိနေတိုင်းအလုပ်ခွင်မှာပဲအလုပ်တွေပြီးပြီးအလုပ်ရှုပ်လို့အသက်ကိုယ်တော်မှားမှတ်မိသွားတယ်ညမှတ်ညံကလည်းတကယ်ပါပဲကြည့်ရတာဒီနှစ်တွေတဲ့မင်းတကယ်ကိုပင်ပန်းပန်းရုံးကန်ကြရပုံပဲကလေးရဲ့အသက်ကိုယ်တော်မှားမှတ်မိရတယ်လို့ကလေးကိုဒီထက်ပိုပြီးစိုက်ပေးတင်တာပေါ့哦对了忘了给你介绍这是ဟုတ်သားပဲမိတ်ဆက်ပေးဖို့မေ့သွားလို့我们下个月就要结婚了ငါတို့နောက်လာတဲ့မင်္ဂလာဆောင်ကြတော့မှာ可以来参加我们的婚礼ငါတို့မင်္ဂလာဆောင်ကိုလာခဲ့ပါဦး恭喜你啊有时间的话我会去的当年我拿不出那6万元ရွှေ6,600မင်္ဂလာကြီးမပေးနိုင်လို့မင်းမိကငါတို့ကိုခွဲခဲ့တာငါကတော့မင်းအဆင်ပြေပြေနဲ့ပျော်ရွှင်နေလိမ့်မယ်လို့ခဲ့တာဒါပေမဲ့မင်းကဘာလို့အလုပ်ခွင်မှာဒီလောက်ပင်ပန်းစင်းတဲ့အလုပ်ကိုလုပ်နေတာ干着最苦最累的သူကမင်းပေါ်ဒီလိုပဲဆက်ဆံတာလား你嫁的人就这么对待အဆင်မပြေတာတော့ဟုတ်ပါ好吧是不怎么样但你也没必要在这里冷嘲热讽吧你还有事吗没事的话你赶紧走现在还有工作ငါတို့အရင်ကအကြာကြီးအတူတူရှိခဲ့ကြဘူးတာပဲ毕竟在一起过那么久ဒီပတ်စံလေးကိုတော့မင်းအတွက်ငါရဲ့အစာပေးမှုလို့ပဲသဘောထားလိုက်我不需要你的弥补你走啊当年
သွားဆန်းမှာအဲ့ဒီတော့ငါသဘောနဲ့ငါထွက်ခွာသွားဖို့ရွေးချယ်ခဲ့တဲ့ကမင်းစီကငါရောကြီးမှရဖို့ဘယ်တော့မှမမျှော်လင့်ခဲ့ဘူးသွားပါတော့你怎么还是这么犟啊？ မင်းကဘာလို့ဒီလောက်တောင်ကောင်းမှနေရတာလဲမင်းကိုအတွက်ကိုစဉ်းစားရင်တော့ကလေးအတွက်တော့ထည့်စဉ်းစားပေးတင်တာပေါ့ပြီးတော့ဘလို့အခက်ခဲပဲကြုံကြုံငါ့စီပုံစံကိုမင်းနဲ့အောင်记得给我打电အရင်တိုင်းပါပဲ话，号码还是原来的那个。林川，其实新月是你的女儿。老板，你没事吧？刚刚您，妈，你记错了，我今年17岁，ဒီနေ့မှစိတ်9နှစ်ရှိသေးတာလေနောက်ရပိုင်းဆိုရင်လည်း18နှစ်ပြည့်တော့မှာ19နှစ်အသက်ကပွက်တယ်ကြောက်စိမ့်ဆွဲပြားကလည်းထပ်တူပဲဒါဆိုရင်သူမရဲ့နာမည်ကအသက်ကလည်းဟုတ်နေတယ်ကြောက်စိမ့်ကလည်းတူနေတယ်ဒါဆိုရင်နာမည်ကဒါဆိုအဲ့ဒီကလေးမလေးကငါရဲ့သမီးလေးများလား难道她是我的女儿？လူဆိုးဦးလေးကြီး坏ဆိုးကြီး小姑娘，သမီးရဲ့နာမည်到底叫什么名字？ဟုတ်ပါဦးဦးလေးကလူဆိုးကြီးပဲဦးလေးထွက်သွားကလေးကအမေကအငြင်းနေနေခဲ့တာဦးလေးကလူဆိုးကြီးသမီးရဲ့နာမည်ကလင်းရှင်းရွယ်မဟုတ်လားဒီနှစ်18နှစ်ရှိပြီဖြစ်ပြီးနောက်ရက်ပိုင်းဆို18နှစ်ပြည့်တော့မယ်再过几ဟုတ်လား天就满18了。你怎么知道我叫新月ဆိုတာကိုဦးလေးကဘယ်လိုသိတာလဲပြီးတော့သမီးဒီနှစ်18နှစ်ဆိုတာကိုကြောက်စိမ့်ဆွဲပြားကသမီးရဲ့အဖွားကပေးခဲ့တာလင်းရှင်းရွယ်ဆိုတဲ့နာမည်ကိုလည်းအဲ့ဒီတုန်းကဖေဖေကိုယ်တိုင်ပေးခဲ့တာပါဦးလေးကတကယ်ပဲသမီးရဲ့ဖေဖေလားဟင်是我奶奶留给我们的。 ဟုတ်တယ်ဖေဖေ你က的名字林星月， တောင်းပန်ပါတယ် 是我当年亲自取的。ဦးလေးကတကယ်ပဲသမီးရဲ့ဖေ真的ဖေလား是我爸爸吗？我就是你爸爸。 ဖေဖေကသမီးရဲ့ဖေဖေပါတောင်းပန်ပါတယ်ဖေဖေလာတာနောက်ကျသွားတယ်我သမီး终于有မှလည်းနောက်ဆုံး爸爸တော့ဖေဖေရှိသွား了，ပြီသမီးမှလည်း我ဖေဖေရှိ终သွားပြီ于有爸爸了。ရှင်းရွယ် 新月， လာဖေဖေကိုအမေစီလိုက်ပို့ပေးပါဦးဖေဖေသမီးတို့တားမီး2ယောက်လုံးကိုကောင်းကောင်းစားပေးပါမယ်我要好 ငါ 好 တို့အားလုံး 补偿你 ပြည့် 们 စုံ 的 တဲ့မိသားစုလေးတစ်ခုဖြစ်ကြ 给 ရ 咱 အောင် 们一个完整的家。ဟုတ်ကဲ့ 好 ပါ 的， ဖေ 爸 ဖေ 爸。 အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ ဒီကြောက်စိမ့်ဆွဲသီးကအဖေရဲ့အမေကအဖေတို့ကိုပေးခဲ့တာသမီးရဲ့နာမည်လေးရှင်းရွက်ဆိုတာလဲအဲ့ဒီတုန်းကအဖေကိုယ်တိုင်ပေးခဲ့တဲ့နာမည်ပဲ သမီးတကယ်ပဲသမီးရဲ့အဖေလားဟင် ဟုတ်တယ်ငါကသမီးရဲ့အဖေပါတောင်းပန်ပါတယ်အဖေလာတာနောက်ကျသွားတယ် သမီးမှလည်းနောက်ဆုံးတော့အဖေရှိပြီသမီးမှလည်းနောက်ဆုံးတော့အဖေရှိပြီ ရှင်းရွက်လာအဖေနဲ့လိုက်ခဲ့အဖေကိုသမီးအမေစီလိုက်ပို့ပေးဦး 好补偿你们。အဖေသမီးတို့သားအမိ2ယောက်လုံးကိုကောင်းကောင်းပြန်ပြီးပြုစုစောင့်ရှောက်ပေးပါမယ်တို့တွေအားလုံးပြည့်စုံတဲ့မိသားစုလေးတစ်ခုဖြစ်အောင်လုပ်ကြတာပေါ့ဟုတ်ကဲ့ပါအဖေ ရှင်ဘာလို့ပြန်လာတာလဲရှင်ကိုထွက်သွားခိုင်းပြီးပြီမဟုတ်လားဘာကိစ္စရှိလို့ပြန်လာတာလဲ ချင်းမေငါမေးစရာရှိလို့လာတာဒီကလေးကငါသမီးဆိုတဲ့အကြောင်းကိုမင်းငါ့ကိုဘာလို့ဖုံးကွယ်ထားတာလဲ မဟုတ်ဘူးရှင်အမြန်သွားတော့ ဒါဆိုဒီကြောက်စိမ့်ဆွဲသီးကိုမင်းဘယ်လိုရှင်းပြမလဲသမီးရဲ့နာမည်ကလေရှင်းရွက်ဖြစ်နေတာကိုကောမင်းဘယ်လိုရှင်းပြမလဲ ဒါတွေကရှင်နဲ့မဆိုင်ပါဘူး ဘယ်လိုလုပ်ပြီးမဆိုင်ရမှာလဲသူကငါရဲ့သမီးရင်းလေငါနဲ့မင်းရဲ့အချစ်ဦးဖူးစာပဲဟာအဲ့ဒီတုန်းကမင်းမှာကိုဝင်ရှိနေတာကိုငါ့ကိုဘာလို့မပြောခဲ့တာလဲဒီနှစ်တွေမှာမင်းကိုရှာဖို့ငါဘယ်လောက်တောင်စူးစမ်းခဲ့ရလဲမင်းသိလားမင်းကငါ့ကိုအချစ်မရှိအနှစ်မရှိကျေးဇူးကမ်းတဲ့အဖေတယောက်ဖြစ်အောင်လုပ်ချင်တာလား ကိစ္စတွေကအတိတ်ကဖြစ်ပျက်ခဲ့တာကြပါပြီအဲ့ဒါတွေကိုထပ်ပြီးမပြောပါနဲ့တော့မဟုတ်ဘူးလားအတိတ်ကအကြောင်းတွေကိုငါထပ်ပြီးမတွေးချင်တော့ဘူးရှင်လည်းလက်ထက်တော့မှာပဲဟာအခုကျမှလာပြောနေတော့ဘာထူးမှလဲငါနဲ့ရှင်ရဲ့ဒီနှစ်တွေမှာအဆင်ပြေအောင်ဖြတ်တန်းလာခဲ့ပြီးရှင်ရဲ့တနာကိယူနာတွေကိုမလိုချင်ဘူး မဟုတ်ဘူးအဲ့လိုမဟုတ်ပါဘူး တထေးအနှောက်ယှက်ဖြစ်သွားရင်ခွင့်လွတ်ပါဒါကတထေးလိုရှိတဲ့ပစ္စည်းပါဒါကဘာလဲသူကရှင်ရဲ့တို့သမီးမဟုတ်ဘူးလားဘာလို့ မဟုတ်ဘူးချင်းမေငါလက်ထပ်တော့မယ်ဆိုတာမင်းကိုလိန်ပြောခဲ့တာတို့နှစ်ယောက်လမ်းခွဲခဲ့ကြတဲ့ကမင်းကိုငါတခါမှမမေ့ခဲ့ပါဘူးငါလက်ထပ်တော့မယ်ဆိုတာတကယ်တော့မင်းကိုလိန်ပြောခဲ့တာ ရှင်ပြောတာတွေကတကယ်ပဲလားရှင်တကယ်ပဲလက်မထပ်ဘူးလား 对不起， တောင်းပန်ပါတယ်အားလုံးကငါအပြစ်တွေပါမင်းနဲ့ကလေးကိုဒီလောက်အထိဒုက္ခရောက်စေခဲ့တာမင်းတို့ဘောငါအများကြီးအကျွေးတင်ခဲ့ပါပြီ အဲ့ဒီတုန်းကရှင်ထွက်သွားပြီးမှကျမမှာကိုဝင်ရှိနေတာသိခဲ့ရတာကျမဖေကကျမကိုတခြားလူနဲ့အတင်းစစ်ဆက်ပေးဖို့လုပ်တာကိုကျမသဘောမတူလို့ကိုထွက်ပြေးလာခဲ့တာအဲ့ဒါနဲ့ပဲရှင်ရွက်ကိုတယောက်တည်းမွေးဖွားပြီးဒီလောက်အထိဖြစ်အောင်ပြုစုပြောင်းထောင်ခဲ့ရတယ်
ရှင်အဲ့ဒီတုန်းကပေးခဲ့တဲ့နာမည်ကိုလည်းအများရန်မှတ်မိနေလို့သမီးလေးမွေးကလေးကအလင်းရှင်းရွယ်လိုပဲနာမည်ပေးခဲ့တာပါကျမရှင်ကိုနောက်တစ်ချိန်ပြန်တွေ့ရလိမ့်မယ်လို့ဘယ်တော့မှမတွေးခဲ့မိဘူးရှင်ကကျမတို့ကိုလိုက်ရှာနေလိမ့်မယ်လို့လည်းပို့ပြီးတော့မထင်ထားခဲ့ဘူး တောင်းပန်ပါတယ်ချင်းမီတောင်းပန်ပါတယ်အားလုံးကငါအမားတွေပါမင်းနဲ့ကလေးကိုပင်ပန်းစေခဲ့ပြီးချင်းမီဒါကမြို့လေခေါင်မှာမင်းရဲ့နာမည်နဲ့ငါဝယ်ထားတဲ့ဗီလာအိမ်တစ်လုံးပါတနေ့နေ့မင်းတို့ကိုပြန်တွေ့တဲ့အခါတို့တွေအိမ်လေးတစ်လုံးရှိလာအောင်လို့စဉ်းစားပြီးဝယ်ထားတာချင်းမီမင်းအတွက်ခန်းထားတဲ့မင်္ဂလာပွဲတစ်ခုလုပ်ပေးခြင်းနဲ့ပြီးတော့မင်းနဲ့ရှင်ရွယ်အတွက်ပြည့်စုံတဲ့အိမ်လေးတစ်လုံးလည်းဖန်တီးပေးခြင်းပါတယ်မင်းငါ့ကိုလက်ထပ်ဖို့သဘောတူမလားဟင်ကျမသဘောတူပါတယ်ကျမသဘောတူပါတယ်ချင်းမေရှင်းရွက်တို့တွေအိမ်ပြန်ကြစို့